ကဲဦးအောင်ကျဲ channel လဲ subscriber လေးနှိပ်တာပရိတ်တွေကသွားရင်၄ချက်တွေသွားတာအဲ့ဒါလေးပြပြီးမယ်ကြာရင်ထိုးမနဲ့ကိုဟုတ်လားရိုက်ပြီးသားကဏ္ဍတွေပြန်ပြမယ်၄ချက်ရိုက်တာ3ခွန်6ဆိုဒီ3လုံးကို6နှစ်1က2က6က1က9တဲ့6က3ညရဲ့9ရဲ့9တဲ့9ရဲ့3ရဲ့6က8ဒီမှာ3လုံး6လို့ရိုက်အဲ့ဒါကို3လုံး6လို့ဒီ3လုံး9လို့ရိုက်တာ3လုံး9လို့ရိုက်ဒီ3လုံး9လို့ရိုက်3လုံး9လို့ရိုက်ဒီမှာ3လုံး8လို့ရိုက်3လုံး8လို့ရိုက်3လုံး6 9 5 8 6 9 5 8လေးချက်ရိုက်တာနောက်ဒီမှာပြမယ်ညနေရိုက်တာ3လုံး3ည3လုံး3ညဒီ3လုံး3တော့6 5 2နဲ့3 6 6 6နဲ့8တော့6 4 8နဲ့6 2 5နဲ့3တော့6 1 6နဲ့3 4ချက်ပဲအဲ့တော့မနေ့ကိုရိုက်မယ်ကနန်း channel လေး subscriber လေးနှိပ်တာ like လက်မလေးနှိပ်တာဟုတ်လားဘုန်းကြီးကမိတ်ဆွေတို့စေနာနဲ့ပြပဲကျွန်တော်ကနန်းမဲ့ရေးတင်ပေးဖို့channel subscriber လေးနှိပ်တာ like လက်မလေးနှိပ်တာဝင်ကြည့်ပြီး4849ပေးတာဒီနေ့ကအဲ့နေ့ကကြည့်ရလို့အဲ့နေ့ကမှကျွန်တော် channel စပြီးတော့ live မတင်တာ49ပေးအဲ့နေ့က900ကျော်ကြည့်ပြီးတော့ subscriber တယောက်မှမနှိပ်တော့မနက်ကိုကြာရင်ထိုး4 8 6ဒီ3လုံး8လို့ရိုက်တာ3ညနဲ့8နဲ့ဒီနှလုံး8ပြီး6 6 6နဲ့ဒီ3လုံးပြန်8 3ညရဲ့8 6ဒီ3လုံး4လို့ရိုက်တာ8နဲ့6နဲ့နှလုံး4လို့ရိုက်6 6 2နဲ့ဒီ3လုံး4လို့ရိုက်8 6 ဒီ3လုံး3ညလို့ရိုက်8နဲ့2နဲ့နှလုံး3ညလို့ရိုက်6 5 9ဒီ3လုံး3ညလို့ရိုက်8 2 5ဒီ3လုံး5လို့ရိုက်6နဲ့9နဲ့နှလုံး5လို့ရိုက်ဒီ3လုံး5လို့ရိုက်5ရှိတဲ့အတွက်3ညပါလေပြန်ပြ4 8 6နဲ့ဒီ3လုံး8တော့ဂျားရ3ညနဲ့8နဲ့နှလုံး8ပြီးတော့6 6 6ဒီ3လုံးပြန်8 8 3ညရဲ့8 6ဒီ3လုံး4တော့8နဲ့6နဲ့4လို့တဲ့6နဲ့6နဲ့2နဲ့4လို့တဲ့8 6 6ဒီ3လုံး3ညလား8နဲ့2နဲ့နှလုံး3ညဒီ3လုံး3ညလို့ပြန်ရိုက်တယ်8 2 5ရဲ့ဒီ3လုံး5လို့ရိုက်ဒီမှာ6နဲ့9နဲ့နှလုံး5လို့ရိုက်ဒီ3လုံး5လို့ရိုက်5ရှိတဲ့အတွက်3ညပြိဟုတ်လားကဲကြာရင်တော့ထိုးကြအားလုံးကံကောင်းကြပါစေ channel လေး subscriber လေး like လက်မလေးနှိပ်ထား